စားလို့မရတဲ့အသီး လက်ပြီး မားတဲ့နှုတ်သီးစဉ်းစားလေစမ်းပြဘူးစွန့်ရတာနော်အားလုံးမင်္ဂလာဗျဒီနေ့မှာကျွန်တော်မိတ်ဆွေတွေမြောက်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးကတော့ဒီဟာတာဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေဒါအခုလိုချိန်မှာစိတ်တော့ကရောက်နေတဲ့အချိန်မှာခဏတာအပန်းတော့ဖြစ်နေတဲ့အတွက်ကျွန်တော်ဟာတာဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးလိုက်ပါကြည့်ရှုပြပါဦးနော်စားလို့မရတဲ့အသီး လက်ပြီး မားတဲ့နှုတ်သီးစဉ်းစားလေစမ်းပြဘူးစွန့်ရတာနော်မှန်တယ် ငါလည်းညာကိုလှုပ်ခက်နေတယ်မိသွားလားအဲ့ဒါမင်းကထက်မင်း ကြိုက်တာမေး အင်္ဂလိပ်လိုမင်းမယ် ပိုးလွယ်ကြီး FATH ကြီးကဖားတာ ပါလာသလားဖေးကွာ ပါတယ် အဲ့တော့ အမေလင်း ဒီနေ့မေးရတူးပေါ့ ဟာဖေးကရာစောကြီးလာတာနေရတကောင်ကျော်မှ ပြီးသားပဲမုံမိုးပေးလို့ငါငြိမ်နေတာထဲလားကြိုက်တယ်မေးပြီ မေး MONKE monkey မြောက် ဝူခေါ်ဝူခေါ် ရောက်ကဝူခုံးမဲလေကွာ နောက်ကပုပ္ပါဝူခေါ်ကတယောက်ကနော်တကယ်လို့နေမြောက်ဝူခေါ်လို့ပြောငါဟန်နုမှန်လို့ပြောဦးမှာကတိကမာရဒိတ်ပို့တတ်တယ်လှုပ်လိုက် ဒါသမီးကထက်မင်းမယ် ကြိုက်တာမေး မြန်မာလူမင်းမယ် မိစံ ညီကမ်းမရှိဘူးကသွမ်းမသွားတယ် မေးတယ်လို့လားမေးစံ အဲ့ဒါမင်းကမင်း ကြိုက်တာမေး မြန်မာလူနွားကိုနားငယ်ဝါဆွဲရေးချဝိသနှလုံးမောင်ပါပဲနဲ့ရေးတယ် လက်သီးနဲ့ဆောက်ဆိုလို့စနေတော့ဖေးပတ်လက်လန်သွားမယ်နွားနိုင်ငံဝသရေးကြောင့်ဝသနှလုံးပေါက်မှာနွား သာပြီ ကဘလို့ယူရတာ နာငယ်နာမယေမနမ ဒီဟုတ်တာပဲနော်နမနွားပဲနော်စောက်နမခိုက်တယ်ကွာတစ်ထောင်ပါသွားပြီနမနဲ့ကဲမင်းတို့မေးရတော့ငါမင်းမယ်မင်းဖားနေကြက်ပြောင်ရေးလမ်း တပိမွေးဆွဲဆွဲလိုက်ပါဟာနေဘလို့တက်ပြပါ အဲ့ပညာတဲ့ရေးလို့ရတယ် ဘလို့ဖားနေတယ်ပါ ဖြစ်ဘူးမလား သိစင်ရလေ အဲ့တော့ငါစားပြီလေငါရေးပြမယ်ဒီချာ ဖားနေကြက်တယ်တော့ ပါဖြစ်ရပါဗျာဘာဝတော်ရေးချဝိသနှလုံးပေါက်ဖာဟုတ်တယ်နော်ဝိသနှလုံးပေါက်ဖြတ်ဘာဝတော်ရေးချချက် ဘာဝတော်ရေးရဝိသနှလုံးမောင်ဖာဝိသနှလုံးမောင်ဖြတ်ဘာဝတော်ရေးချကြက် ဩဒီပြီးတဲ့သူတွေကိုရီးကုန်ပြီ ရပါတယ်အဲ့ဒါဆိုမင်းကချက်နေတယ် ကြိုက်တာမင်း တင်မောပြီတင်မေမှာတင်မောစီမဲ့နေတယ်အဲ့ဒီတင်မောစီစားခြင်းတယ်ကွာလှုပ်လည်းမချနဲ့ခုတ်လည်းမချနဲ့ဇင်းရောက်နဲ့လည်းမတက်နဲ့တုံးနဲ့လည်းမထိုးနဲ့ဝါနဲ့လည်းမထုနဲ့ခဲနဲ့လည်းမပြစ်နဲ့ဘလို့စားမ မင်းအယူကြီးလားဘလို့မခုဘလို့စားရမလဲ စားပြီ ဘလို့စားမလဲ တွေ့တဲ့အထိထိုင်းဆောင်မယ် ဒီသေဘောကြီးလေးတစ်လုံးစားဖို့ရေးဦးလေ ငါတနည်းကုတ်တော့ ဇွဲကောင်းချက်ဇွဲကောင်းချက်ဇွဲကောင်းနေလားကဲသားငါမင်းမယ်ကြောက်နေဘူးလား နေဘူးလေ အပေါင်းတော်မြောက်သွားတက်လား တင်ချာနဲ့ပြီးတာ အဲ့တော့အပေါင်းလေးကမေးကြည့်မယ် နေ အလူရဲ့တောင်ဘက်မှာအမိုက်တစ်ပုံ အဲ မြောက်ဘက်မှာအမိုက်နှစ်ပုံ အဲ တစ်ပုံနဲ့နှစ်ပုံပေါင်းရင်ဘယ်နှပုံတော့ ဟာသုံးဖို့ စားပြီမင်းကငါစက်ကြတယ်ပေါင်းခိုင်းတာနော်တစ်ပုံနဲ့နှစ်ပုံပေါင်းကိုလူမသိမချစ်မတစ်ပုံကကြီးငါမီးရှို့မလို့ပေါင်းခိုင်းတာအဲ့ဒါပြသုံးပုံနဲ့ မီးရှို့မလို့လား ဟုတ်တယ် ဟာ ပြောရတဲ့ပညာတတ်တဲ့သုံးပုံနဲ့တစ်ပုံကကြီးပေါ့ဟဲ့ ရပါတယ် အဲ့ဒါမီးရှို့ဝါ ဒါဆိုမင်းကချက်နေမယ် ဒါပဲ သိကြစင်သား အဲ့ဒါမင်း မန္တလေးရောက်ဘူးလား မန္တလေးသား မန္တလေးမှာကျုံးရှိ ကျုံးပေးမှနေတာပဲ အဲ့ဒီမန္တလေးကျုံးကဘသူစောက်တာ အဲ့ဒါမင်းရှုံးပြီမန္တလေးသမိုင်းနဲ့ပတ်သက်တာအကုန်သိမန္တလေးကျုံးကိုစဆောက်တာမင်းတို့မင်းနဲ့ဘိုးဘိုးအောင် ငယ်မှားတယ် သူတို့ လက်သမားတွေစောက်တာဟာမင်းတို့မင်းနဲ့ပူပူအောင် သူတို့ပါတယ် သူတို့ကမဆလာကိုမနေတတ်ဘူးဟာမင်းတို့မင်းနဲ့ပူပူအောင် အဲ့လိုလား ဟုတ်ခဲတော့မကိုင်နိုင်ဘူးအဲ့လူတွေက အဲ့လိုလားထက်တဲ့သား ရရ အလောင်းမင်းတရားဦးအောင်ဇေယျကြားဘူးလား မြန်မာနိုင်ငံသားတွေကျေးဇူးရှင်ကြီးတည်တယ် အလောင်းမင်းတရားဦးအောင်ဇေယျက อืม ယူရီးယားကိုတွားတိုက်တယ် ဟုတ်တယ်လေ အဲ့ဒီတွားတိုက်တော့ဘာပါတော့ ငင်းပါ တွားတိုက်ပါတယ်သဘုတ်တံပါတာဗောဟဲ့ဘသူကငင်းကြီးနဲ့တွားတိုက်တော့မင်းတိုက်သလားမင်းတိုက်လား တက်ကောင် မတိုက်ဘူးမလားသဘုတ်တန်းနဲ့လေးလားနဲ့အဲ့လိုရင်းနဲ့တိုက်ရတယ်လေဘသူကငင်းကြီးနဲ့တွားတိုက်တော့ငင်းနဲ့တွားတိုက်တယ်တဲ့ ရပါအဲ့ဒါမင်းကမင်းမယ် တိုက်တယ်မေး လှကြုံလာမပါဘဲနဲ့ရေးတယ် ဟောတော့ကလာကြော်သလားမရေးရမလား
ပြဘူးရ စားပြီ လို့ရှိမလဲ ချီစင်းလိုက်ပါ ရှင်းမပြတဲ့ မင်းလိုမလာတဲ့ကောင်ငါလိုလာတဲ့ကောင်ကကြော်တော့လှကြော်နောက်တစ်ခါကြော်တော့နောက်လှကြော် ခွာတာလက်ခွာကြီး ကြော်တာပါအဲ့ကောင်စီလဲရှိတယ်မဟုတ်ကြော်ဘူးတယ် ကဲစမ်းမင်းမယ် မေး အုတ်ကံကိုကကြီးမပါပဲအုတ်ကံပြလုံးစမ်း ဘုန်းကြီးเจ้าမနေဘူးကောင်သိတာလေကာကြီးရဲ့နှလုံးတော်အခလာအိုကာကြီးနှလုံးကြီးသေးသေးသေးအဲ့ဒါမဟုတ်ကလို့ရတာ ကန်လို့ရတယ်နင့်လှကြော်နဲ့တိတ်မကွာဘူးငါပြမယ်အုတ်ကံ ဘာလဲ တီတော့မယ်ပြုတ်ပြုတ်လေးနဲ့တီတော့မယ် ဟုတ်ကကာကြီးမပါဘူးလေနှလုံးတော်ပါနော် အော်မြတ်ပြူရဲ့အားလည်းနားနဲ့ခင်းနေကွာအုတ်ကံကွယ်အုတ်ကံဆိုတာကနင်းလိုအပြူကိုဟောလို့အုတ်တယ်အုတ်ပြီးဒီလိုကံပြေချတယ်အဲ့ဒါအုတ်ကံဘောဟဲ့လူလည်းကံသေးတယ်ပတ်စံလည်းရသေးတယ်မြန်မာနိုင်ငံငွေရှားတာလွယ်တယ်နော် ပတ်စံလည်းပြရတယ်အကန့်လည်းခံရတယ်လား ဘောတော်မဟုတ် အဲ့ဒါမင်းကထပ်မိမယ် အဲ့ဒါမင်း ငတ်တော့ငတ်ပဲမပြန်နဲ့ငတ်ဘာငတ်တော့ အရှူကြီးလားငါ့တဲ့မှာမပြင်းနဲ့ငါလို့ရှိဘူး တာပြီ ဘာငါတော့ သေးနေတဲ့ငတ် ဘယ်ကောင်းတယ်လက်ကနေလိုက်ကြတာလို့ကိုကသူ့တဲ့တော့ဒီတဲ့ကိစ္စတဲ့သာမင်းနဲ့ရဲတဲ့ရဲထဲမှာကြောက်ကြကောင်းတဲ့ရဲ ကစောမရဲ့ မှားတယ်တရဲဟဲ့ကလေးဖေးနေတဲ့ကိုလဲလာတယ်လားတရဲဟဲ့လာတာ တရေမျက်မေး နမီ ဒါသမီးထ တူ အဲ့ဒါမင်းကထပ်မိမယ်သိကြစဉ်းစားဂျိုးနှလုံးအပိုက်ကလေးဖုံးတုံးလေးဖိငါတို့မှလည်းရှိပါတော့တာ မင်းကလည်းနည်းနည်းချက်သွားပြီနော်ဗါတဲ့ ဂျိုးနှလုံးအမိုက်ကလေးဖုံးတုံးလေးဖိငါတို့မှလည်းရှိပါတော့ ဒေါ်မီသားဘာဖြစ်နိုင်တော့ဒေါ်လက်ကောက်ခံစင်းတဲ့ပါတယ်လုံးစမ်းပါရှီရကောင်လည်းပြောနေတာပဲဟုတ်လို့လားခဏနေဟိုငါလည်းအဲ့ဒါပဲထင်တယ်ငါထင်လွဲခဲ့တယ်နော်ဒီကြောင်တော့မေးကြည့်ရမှာပဲပြောကိုကြီး ဟေး ချိုးကနှလုံးလား ငှက်လုံးနဲ့ပါဟလောက်ကလေး အဲ့လိုသိကြတယ်ဟုတ်တော့နေရအဝါနဲ့ကောင်မင်းပြောတာဟုတ်တော့တယ်ကျုံးနှလုံးအမိုက်ကလေးပုံဟုတ်လား ဟုတ်မ အမိုက်ကအနက်ရောင်လေးတွေမှဖြစ်နေမလား အမဲရောင် အမဲရောင်နဲ့ဟုတ်တယ်ရောအကြောင်းသိမကွာကျုံးနှလုံးအမိုက်ကလေးပုံတုံးလေးပြီ အဲ တုံးကတူတူလေးလားရှိလား တို့ကတော့အလောတော်ပါပဲ အဝါနဲ့ကောင်ငါကြတူတူလေးရတူတူလေးကျုံးနှလုံးအမိုက်ကလေးပုံတုံးလေးပြီငါမှလည်းရှိမျက်မှလည်းပါလား မွေးရပါဝ အဲ့ဒါသိကြတယ်ဟိုကောင်မဟိုကောင်စစ်ဒါပေမဲ့တို့ရွာကသူကျွန်တော်တို့ချစ်ပြီးတာဒါပေမဲ့ညစ်ပတ်တာပြောမကြိုက်အဲ့တော့ရောတစ်ထောင်နဲ့တော့အမုန်းမခံဘူးယူလိုက်တကယ်လို့စစ်မုံမှာညစ်ပတ်နဲ့ခေါင်းကိုမိုင်းနေမလို့ ဂျိုးနှလုံးမကလေးဖုံတုံးလေးပြီ ဘာတော့ အတော်ကြီးပါတယ်တော့ ဒေါ်ကြီးမမင်းနဲ့မင်းမေးတာ ဂျိုးနှလုံးမကလေးဖုံတုံးလေးပြီ အဲ့ဒါဘာတော့ ဂျိုးနှလုံး မျက်စိလဲနေတာဖိုင်ကဲကဲငါသွားလိုက်လေ အပဂျိုးနှလုံးမကလေးဖုံတုံးလေးပြီဂျိုးနှလုံး ယူကျင်အောင်မဆောက်တဲ့တော့ငါမေးတာရှင်းရှင်းလေးအဲ့ဒါဘာတော့ အဲဒီဂျိုးနှလုံးအမိုက်ကလေးဖုံတုံးလေးပြီငါတို့မှလည်းရှိမျက်စိ ဖောက်တိုင်းလို့ ကျုပ်နှလုံးမွေးတွေဖုံမြတ်တော်မွေးတွေဖုံတုံးလေးပြီးကြည့်ဒိဋ္ဌဟွာမှနေတာမလားကြားတယ်ဒုက္ခပဲဒီလောက်စဉ်းစားနေခင်ဗျာလေရောရွာ အဝါနဲ့ကောင်မင်းပြောတော့ခွေးသီးတော့ဟုတ်ပါဘူးနော်ကိုလူလည်းခွေးသီးလို့ဖြေလိုက်ကြီးမှကြောင်းเสียလို့နော်အားပြီးတာခွေးသီးလေတဲ့ကြားတယ်ဒီကတန်းဖြေတန်းစား အဲ့ဒါ လက်ဦးတဲ့ကောင်စားပဲ ဒါပေါ်တာ โอเคအားရောကောင်းတန်းယူရတော့ ငါ6ကောင်ကြီးဝိုင်းဆိုလူနေကြ ဖြေပြီးမှစား ဟော မင်းမဲ့ဒါပြီးကောင်မလေးတန်းကလို့ရအောင်ကောင်မလေးဆင်းသေးလောက်ကလိုက်ကဲမေးပြီနော်အဲ့ဒါဘာလို့
မေးကိုမေးရတယ် ကြည်သာစခေါင်းကကရုံးခေါင်းကကရုံးဖင်းကကရုံး အဲ့ဒါတော့အပြောင်ကြီးပေါ့ ဟုတ်တယ်အပေါ်ပြောင်းပြောင်းခေါင်းကကရုံးဖင်းကကရုံးတုတ်တကူလုံးအဖြူဖုံးအဲ့ဒါဘဲဥသတ်နော်သာထား ငါကမပြေအောင် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒါကတော့အခုချိန်မှာစိတ်တော့ကရောက်နေတဲ့အချိန်မှာကျွန်တော်ကဟာတာဗီဒီယိုလေးဒါတက်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ခဏတာလေးဘွားမော်လေးပြီးပြောင်းမယ်လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာအဆုံးသတ်လိုက်ပါမယ်နော်